Hello မင်္ဂလာပါဗျကျွန်တော်ခြေတော့ချင်းဘယ်လိုဖန်တီးခဲ့တယ်ပြမှာဒီမှာကြည့် F4 လေးတော့ဒီမှာပြုတ်ကြမှာဆိုလို့မကြည့်ဒီ 4 လေးနဲ့နောက်မှာကဘာမရှိဘူးတီးလို့လေ water down နဲ့ F4 လေးနဲ့ချင်းတွေဖန်တီးခဲ့တယ်ကျွန်တော်ခြေတော့ဘာဖြစ်လို့ဆိုတော့ချင်းတို့တကယ်ဝါသနာပေါ်လို့တကယ်ရေဘက်တွေကရေးတဲ့ချင်းကိုဒီလိုမျိုးဖိုးစုပ်လေးနဲ့ဖန်တီးခဲ့တာတိလားလူတွေကထင်ဦးမဲ့တော့စတူဒီယိုကြီးမှာတော့တွင်းနေပါတယ်ညာတယ်မဟုတ်ဘူးတကယ်ဒီမှာကြည့်ဒီဖိုးအစုပ်လေးနဲ့ဖန်တီးခဲ့တဲ့အရင်ကတည်းကမရှိတော့လေဒီတိုင်းပဲရှိတယ်ဒီတိုင်းပဲဘာလို့လဲဆိုတော့ကျွန်တော်ချစ်တာနုပညာကိုချစ်တာဘာလို့လဲဆိုတော့ပကသနာတွေချစ်တာမှမဟုတ်တာနော်ကျွန်တော်ဆိုရအောင်ချင်းတဖို့ဒီမှာရင်ကလေးဆိုတာချင်းပဲလားခုမှတတိယပြန်ရနွေးကြည့်ပါနားထောင်ဒါကြောင့်အချက်ချင်းပဲညာရေးတာကျွန်တော်ကြောက်တယ်နားထောင်ကြတာလာလို့လေwater down နဲ့တန်ကောင်းစိတ်နားထောင်ကြတယ်ဆိုကြမယ်အချက်ကမြန်မာဆိုင်လောက်ရချီကြီးအောင်ဒါဝါးနေကြည့်ကျော်စရအောင်ယောโอเคမနေ့မိုးလေးလုံးငါထွက်လာခဲ့ပါတယ်ငါရဲ့အိမ်လာတင်တော့တော့နေစမှာပဲတွေ့ညာတော့နဲ့ငါရဲ့ကောင်းလေးရှုပ်ချက်ထွက်နေကြရပဲကြည့်ချင်းနဲ့ဆက်ဆလာတဲ့ချိန်တင်မှာပဲနာတွေ့ရပါတယ်မင်းကိုချစ်တဲ့ကားဆိုပြီးတော့ငါဆိုင်ရဲ့နဲ့ငါချစ်နေခဲ့ပြီးတော့တိတ်ချင်းနဲ့ငါချစ်နေခဲ့ရတယ်ဒါပေမဲ့လက်ကွယ်ငါရဲ့ရုပ်ကဆိုးနေပြီနဲ့လက်နဲ့ပေါ်ပင်းနဲ့ချစ်တွေကတော့ချူတယ်ပါပဲကွယ်တဘောလုံးဇာလဲပေါင်းချင်တယ်ဘယ်လိုဇာလဲပေါင်းချင်တယ်ဆုံးကလေးတော့သိသိချင်းနဲ့ကလေးညနဲ့ဆိုးလည်းငါအင်းရလောက်ဇာပါတယ် yeahအဲ့ဒါမှစကားရောပြောအောင်ချက်ပါတယ်ဖူးပြောရင်ပုံစံအဲ့ပြီးရင်လောင်းอ่ะအဲ့ဒါထဲမှာ intro လေးဝင်အောင်ဆောင်းနဲ့ဘယ်ဖူးပြောနေပါလဲတဲ့ကိုကြီးဘာလို့အဲ့ဒီလိုရာမဆန်လေးတဲ့ဝစ်ချတဲ့ပကွက်လေးတဲ့ကွက်ထားတဲ့ကတိကဖနဲ့လေးနဲ့ရန်ကိုချစ်ဖို့ကောင်းပါရဲ့ရဲလဲဒန်ကလေးနဲ့ကျုံလဲလက်ချိုင်းကလေးနဲ့ရန်ကိုလက်မေ့ပါ sorry